ကဲအားလုံးပဲเนาะကျွန်တော်တို့ပြန်လည်ပြီးတော့စတင်လာပြီလည်းဖြစ်ပါတယ်ကျေးဇူးလိုက်ပါတယ်ဒါကတော့ကျွန်တော်တို့ရဲ့ဒီနေ့အတွက်နောက်ဆုံးသောပွဲစဉ်ဒါကျွန်တော်တို့တင်းမြန်မာရဲ့လာအောင်နဲ့ရှင်ပြိုင်မဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဆိုတော့မက်လီကတော့ကျွန်တော်တို့ရဲ့ Flying Cloud လေးပေါ်မှာပြန်တမ်းမဲ့မက်လီကဲเนาะကျွန်တော်တို့ဒါဒီနေ့ရဲ့နောက်ဆုံးမြန်မာအသင်းပြောဆိုတော့ဒီနေ့ရဲ့နောက်ဆုံးပွဲစဉ်ပေါ့เนาะအဲ့တော့တစ်ဖက်မှာလည်းဒါလာအိုအသင်းနဲ့ရှင်ပြိုင်မဲ့ချိန်မှာတော့ကျွန်တော်တို့တေချာပေါက်ကိုနိုင်ဝဲတစ်ခုရအောင်ယူထားမအောင်ဖြစ်မယ်ဆိုတော့မြန်မာအသင်းအနေနဲ့เนาะဒီစနကဒီပွဲစဉ်ကိုဘယ်လိုမျိုးချင်းကပ်လာမလဲဆိုတော့စောင့်ကြည့်ရမယ်ရှေ့မှာကျွန်တော်တို့ဖိလစ်ပိုင်အသင်းနဲ့ပွဲစဉ်ကိုတော့ဒီနေ့မှာမြန်မာအသင်းအနေနဲ့ရှုံးနေတာတယ်ဒါပေမဲ့လည်းဒီပွဲမှာကျွန်တော်တို့ဒါပြန်လည်ပြီးတော့အနိုင်ရရှိမယ်ဆိုလို့ရှိရင်တော့ဒါနောက်ထပ်တစ်ဆင့်ဒါတက်ရောက်နိုင်ဖို့အတွက်ကလည်းအခွင့်အလမ်းကောင်းနေဆက်လက်ပြီးတော့ကြန့်ရှိနေပါသေးလို့ပြောရင်းနဲ့ပဲကဲ team မြန်မာစနက versus လာအို team တို့ရဲ့ game number 1 drop it စတင်လာပြီလည်းဖြစ်ပါတယ်ဗျာဟုတ်ပါတယ်ဒီပွဲကတော့နင်းလေးဒါကျွန်တော်ပုံမိုက်တာဒါကျွန်တော်တို့ရဲ့တင်းမြန်မာတင်းစနကနေလေဒါကျွန်တော်တို့ရန်ကုန် Gladdy ကိုဝိုင်းကြီးဖြစ်သူတစ်ဖက်ကလည်းဒါနိုင်မဲပေါ့နော်ဆိုတော့တင်းလုံးနိုင်မဲဒါကျွန်တော်တို့ပါဝင်ထားတဲ့အခြေအနေမျိုးဖြစ်တယ်ဆိုတော့အတင်းအသင်းရဲ့ဒါကျွန်တော်တို့ဘာမှရောစက်မှုမရှိတဲ့ပြိုင်ဆိုင်မှုတစ်ခုဖြစ်တဲ့အတွက်ပို့ပြီးတော့ကြီးလို့ကောင်းလောက်မဲ့အနေအထားမျိုးဖြစ်ပါတယ်ခင်ဗျာနိုင်မဲဆိုတဲ့အသင်းကတော့ကျွန်တော်တို့ဒါဒီဘယ်လိုပြောမလဲဒီ MCV Wildcat State ဒီမှာကျွန်တော်တို့ဒီရှေ့မှာဆိုလို့ရှိရင်လည်းဒီ M5 ကာလာလောက်မှလားမသိဘူးကျွန်တော်တို့စပြီးတော့တီးခဲ့ရတဲ့အသင်းတွေပေါ့နော်လက်ရှိအခြေအနေကတော့ဒါဒီလက်ရှိပြိုင်ပွဲမှာဆိုလို့ရှိရင်တော့အရင်ကြီးတော့အင်အားကြီးတဲ့အသင်းတစ်သင်းတော့မဟုတ်နေဘူးမြန်မာအသင်းအနေနဲ့လည်းဒါဒီအသင်းကိုတော့ကြော်ဖြတ်သွားနိုင်မယ်လို့တော့ယုံကြည်နေတယ်ဖြစ်နိုင်မယ်ဆိုလို့ရှိရင်တော့ဒါလုံးဝပြည့်ပြည့်သားသားဒါ clean sweep တွေပါရအောင်ယူနိုင်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါမြန်မာအသင်းစနကအတွက်ကတော့တော်တော်လေးကောင်းတဲ့ result တစ်ခုလို့ပဲပြောရမယ်လောလောဆယ်ကတော့ rapid ကတော့စနေပြီတစ်ဖက်မှာလည်းလာအိုအသင်းအနေနဲ့တော့ဒီ Paquito တွေဒီ Freya တွေအဓိကတော့ဒီဂျင်းကင်နဲ့ hero တွေကိုတော့ပြန်ပြီးတော့ပိတ်ထားတယ်ဗျဟုတ်ပါတယ်ဆိုတော့ဘက်ကတော့နောက်ထပ်ဒါဘာပန်းမယ်ကျွန်တော်မြင်ရတဲ့လောက်က Paquito တွေ Freya တွေပိတ်ထားတဲ့အတွက်လေဒါမြန်မာအသင်းကိုအရင်မလိလာထားဘူးလားပေါ့နော် Fanny တွေပါမဘန်းဘူးဆိုရင်တော့ဟမ် first pick ထုတ်မှာနော်သူတို့ကြည့်တော့ကြည့်လိမ့်မယ်ဗျဒီ Freya Paquito တွေပါတွေကလည်းရင်းဒီပွဲထားကြည့်မှာတော့ရှောက်ကင်ထားတာဖြစ်တဲ့အတွက်Fanny ကတော့အသင်းတိုင်းနီးပါးကိုကျွန်တော် TLPH တောင်မှခုနကတော့ဖိလစ်ပိုင်အသင်းတောင်ဘန်နေတာဒါပေမဲ့လည်းဒီပွဲမှာတော့ Fanny test panelist ကိုထည့်ဝါဖို့တော့များမယ်လို့တော့ထင်တယ်ကဲလာအိုအသင်းစဉ်းစားနေတယ်ကြံမှာသူတို့ဒီပြန် trade လို့ရမှာကျူရှင်းနေfirst page လို့ကောင်းမယ် hero တွေဆိုလို့ရှိရင်တော့ကြံအောင်ပဲပေါ့နော်ဆိုတော့ဒါစဉ်းစားနေတယ်ဗျဘယ်လွတ်ပါမလဲနော်တော့ဘန်ထည့်လိုက်ပါပြီဆိုတော့ဒါပေမဲ့ကျွန်တော်တို့ကတော့ဒါဇူရှင်းနေပါရတော့လွတ်နေတယ် first pick မှာထုတ်လို့တန်တဲ့ထဲမှာတော့ပါတယ်အဲ့လိုပဲသွားမလားဒါမှမဟုတ်ဒါဆန်ဂျီကိုတဲဆော့ခြင်းနေဆိုရင်တော့ cloud တွေပါစောစီပေးထားခြင်းလေဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဇူရှင်းလေးပဲဒါတော့ခိုင်ဗီတို့ကကျွန်တော်တို့ဒါရွေးချယ်လိုက်ပါတယ်ဒါမင်းမှာဘာပဲပြောတော်တော်လေးတော့အဆင်ပြေတယ်ပေါ့နော်လက်ရှိဒါနောက်ပိုင်း update ထွက်လာပြီးတဲ့အချိန်မှာလည်း assassin jungler တွေလုံးဝပျောက်ဆုံးသွားပြီးတော့မှဒါ utility jungler တန်း jungler တွေကိုကျွန်တော်တို့ပုံမြင်လာရတဲ့ပွဲတွေဖြစ်တဲ့အတွက် mimage မှာကျွန်တော် if ကိုပါတစ်ခါတည်း ban လာပြီးတော့ first pick မှာတို့ကကျူရှင်းကိုကျွန်တော်မြန်မာအသင်းကရအောင်ယူလာတဲ့ပုံစံလေးတော့ရှိတယ်ပေါ့နော်ဟိုဘက်နှစ်ကောင်ပြင်ရမယ့်အခြေအနေမှာတို့ဘာတွေပြန်ထုတ်မယ်ပုံမှန်ဆိုရင်တော့ဒီ cloud တွေတခြားသောဘာရှားတွေ utility jungler တွေက fair drain တွေအပစ်အရမ်းများနေတဲ့အခြေအနေတစ်ခုဒါမှမဟုတ်ပဲကျွန်တော်တို့ဒီ side lane တွေက fighter တွေကိုပဲအရင်ဆုံးသူတို့အနေနဲ့လက်ဦးမှုရယူမလားပေါ့နော်ဒါ fighter တွေအတွက်ကလည်းတော်တော်လေးစိုးလို့ကောင်းတယ် meta patch ဖြစ်လာတဲ့အချိန်မှာ first pick တွေဘာတွေမှာအစားတွေတွေ့ကောင်းတွေ့လာရနိုင်ပါတယ်ဟေးမာဆယ်ကြီးချသွားတာဗျမာဆယ်ကတော့ခေါင်းနဲ့ဒါဒီတွေးလုံးလေးသွားချင်တာကျွန်တော်တို့ရှေ့မှာလည်းဒါရိုက်ဝိုင်းပေါ့နော်ကျွန်တော်ရဲ့ YG တင်းစနကတပွဲကင်မြသွားသေးတယ်ပေါ့ဆိုတော့ဒီပုံစံလေးနဲ့သွားမှာဆိုတော့ဒါပေမဲ့သူတို့အဲ့လို first picking သူတို့ရဲ့ပေါ့နော်ဒါကျွန်တော် second place မှာပြန်ပြီးထုတ်တဲ့နေရာမှာဒါတန်မမလားဆိုတော့ရှိတယ်ဒီဘက်ကတော့ကျွန်တော်တို့ဒါ aggressive စနေအားလုံးတွေ cloud တွေပြန်ရသွားဆိုတော့ hero validity ကနည်းနည်းလေးတော့ပိုတန်နေခံစားမိတယ်တင်းစနကအနေနဲ့ကတော့ကျွန်တော်တို့ဒါမြန်မာအသင်းရဲ့ player တွေကိုယ်တိုင်လည်းသူတို့ရဲ့အကောင်းဆုံး hero တွေကိုတော့ဒီတပွဲမှာရထားတယ်လို့ပဲပြောရမယ် Samji ရဲ့ cloud ပြီးသွားရင်လည်းဒီအားလုံးကလည်းရင်းအတွက်တော်တော်လေးကောင်းတဲ့ hero တစ်ကောင်ဆိုတော့စောင့်ကြည့်ရမယ်ဟိုဘက်မှာတော့နောက်ထပ် test picking မှာတို့ပါတယ်ဒီ draft game အပြီးကျွန်တော်တို့ in game ထဲမှာဘယ်လောက်ထိမိုက်တဲ့ပုံစံကောင်းနေနဲ့ထပ်ပြီးတော့ပြသမလဲကြည့်ရမှာဒီတပွဲကတော့ကျွန်တော်တို့ဖြစ်စေချင်တာတော့ဒါလာအိုအသင်းနဲ့အတွေ့မှာ clean feed နဲ့ပဲအကောင်းလုံးเนาะဒါတော့ 2D ဆိုတော့ result နဲ့ပဲနိုင်သွားစီခြင်းနဲ့ဆိုတော့မြန်မာအသင်းရဲ့ကြိုးစားအားထုတ်မှုကိုလေဒီနေ့မှာထပ်ပြီးတော့ကျွန်တော်တို့ပြသရင်းနဲ့ကျွန်တော်တို့ပြည်သက်တွေရဲ့အားပေးမှုနဲ့တူကျွန်တော်တို့ရဲ့ Asian Game 2026ကျွန်တော်တို့လာအို versus မြန်မာတို့ရဲ့ game number 1ပွဲစဉ်စတင်လာရွေးဖြစ်ပါတယ်ခင်ဗျာကဲပွဲလေးစလာပြီဆိုတော့အားလုံး like and share လေးတွေမလုပ်ရသေးပြန်ပြီးတော့လုပ်ပေးသွားကြပါအောင်လို့ပြောရင်းနဲ့ပဲကျွန်တော်တို့ဒီပွဲစဉ်ကိုလည်း Team Sanaka ရဲ့ဒါ official page နော်ဒီ Facebook page တွေ YouTube channel တွေနဲ့အတူပဲကျွန်တော်တို့ရဲ့ Facebook page တွေမှာပြသပေးထားပါတယ်လို့ပြောရင်းနဲ့ပဲကဲနော်ပွဲစဉ်ကတော့စတင်လာပြီဒီဘက်မှာလည်းဟန်အနေနဲ့ကတော့ဒါဂိုလန်ဘေးနာပေါ့နော်ဒီခုနပြောသလိုပဲဂိုလန်လေးပါလေးပဲရင်စားပြီးမှဘလူးဘတ်တိုင်ပဲသွားလိမ့်မယ်အောက်မှာတော့ကျွန်တော် HP ရဲ့လေးမှာကြည့်ရမယ်ဆိုလို့ရှိရင်တော့ရင်းအားလုံးရတာဖြစ်တဲ့အတွက် level 4တိုင်မှာ first start မှာတော့စပြီးတော့ကျွန်တော်တို့ဒါမြန်မာအသင်းအနေနဲ့ကတော့ team fight ကချလို့ကောင်းလိမ့်မယ်အလဲမှာလည်းသူရှင်းနေဖြစ်တဲ့အတွက်တော့အားလေးပဲပို့လို့ကောင်းနေတယ်နှစ်ချက်လောက်ပို့လိုက်တာပါဂေါ်တော်တော်လေးတော့ကိုင်းသွားတယ်ဗျနော်နောက်ကတော့ပြန်တော့ပတ်ထားရသေးပဲဆိုတော့ဒီ
ဒီချင်းမျိုးမှာဒါဂလူးရဲ့တောက်လျှောက်လိုက်ဖို့တဲ့ damage တွေကိုလည်းဒါခံနိုင်ဖို့ကတိတ်တော့မလွယ်ဘူးဗျဆိုတော့အားလုံးလည်းဒါ mid ထိပါတက်ကြည့်ရတဲ့အတွက် American first blood ဒီပါလေရခံနေဒီဖြစ်သွားတာလေတော့ good ဆိုတော့အောက်မှာရှင်တင်းဖို့ကလည်းနည်းလေးတော့ Trezla မာရယ်ဆိုရင်မဲ့ဒါဘယ်လိုပြောလဲ mobility ဘိုင်းမှာတော့ပို့ပြီးတော့ဒါအားလုံးကတော့ပို good တယ်ဗျနော်ဟုတ်တယ်ကဲမြင်ပါလေကျွန်တော် little fight ရ retribution ပေါက်ပြီးတော့ပဲတစ်ဖက်ကလာအောင်သင်းအနေနဲ့တော့ရအောင်ယူသွားတယ်ဗျာဟန်ကတော့ဒါသူ့အနေနဲ့ပုံမှန်ဒါ golden blue bat ပြီးတော့မှ red bat နဲ့ဒီဘက်ကနေပြီးတော့ဒါ fire beat တွေပါပြန်လာစားလို့ရမယ်လက်ရှိမှာတော့ပွဲကစားချိန်အစောပိုင်းကာလတွေမှာနှစ်သိန်းလုံးအနေနဲ့ hero ကြီးတော့မရသေးဘူးဗျာထုံးတဲ့နိုင်ပဲမြင့်မာနည်းနည်းပုတ်လို့ကောင်းမယ်ကျွန်တော်တို့ဒီမြန်မာအသင်းဘက်ကလည်းကျူရှင်းဆိုတော့ Lana Flare နဲ့ပုတ်လို့ကောင်းတယ်ဟိုဘက်ကလည်း ghost ဖြစ်တဲ့အတွက်ကြောင့်မလို့တော့အားလေးပိုင်းမြင့်မာတော့ဒါ make up mitchu ရဲ့အနေငယ်ပို့တိုက်မှုလေးတွေပဲကျွန်တော်တို့စပြီးတော့မြင်နေရတယ်ဗျာဘယ်လိုမျိုး hero ကြီးလေးများကြောက်သွားမလဲကြည့်ရမယ်နော်တစ်ချက်ဆွဆွပုတ်တာလေးကလေနားတယ်နော်ဒါခိုင်းတဲ့ဒါသူ့ရဲ့အပိုင်းနိုင်ဆုံး hero တကောင်ဖြစ်တဲ့ဒါကျွန်တော်တို့ Zushin လည်းဖြစ်နေတဲ့အတွက်ဒါဘယ်လောက်ထိအောက်လေးပြနိုင်မလဲလဲစောင့်တော့ကြည့်နေသေးတယ်နော်ကန်ပေါက်တာဆိုတာတကယ်ပဲ damage တစ်ခုကတော့အားလီပိုင်းမှာရှိတယ်ကျွန်တော်တို့ပြီးတော့သူတို့ဘက်ကထုတ်လာတဲ့ goal lane Bruno လေးကိုလည်းစောင့်တော့ကြည့်ရမယ်လက်ရှိအချိန်ဒီမှာတော့ပွဲစီ2မိနစ်တိုင်ပဲရောက်လာတာဖြစ်တဲ့အတွက်အကုန်လုံးတော့ပုံမှန်သူတို့ရဲ့ farming pattern လေးအတိုင်းပဲသွားနေကြတာမျိုးပေါ့နော် fast start တွေလည်းပေါ်လာပြီး Turtle ကိုလည်းမြန်မာအသင်းတင်းစနကအနေနဲ့တော့စပြီးတော့ပဲ try နေတဲ့အခြေအနေတစ်ခုမှာတစ်ဖက်ကတော့ဒီတာတနာကိုလာဖို့အတွက် Jungler Fair Twin အနေနဲ့အနေငယ်အလှမ်းတော့ဝေးနေတယ်ဗျဟုတ်တယ်ဗျတစ်ဖက်က glue ကလည်းလိုက်မောင်းထုတ်ထားတဲ့အတွက်တာတီရောက် easy ပဲ ready တက်ပေါက်ပြီးတော့ရသွားပြီဆိုတော့တောင်းမှလည်းဒါကျွန်တော်တို့အကောင်းဆုံးလိုက်ပြီးတော့ Zushin ပုတ်တဲ့ damage တွေကြားထဲမှာနားရဲဆိုပေမဲ့လည်းပဲ Trezla flicker တွေ right time ပေးပြီးတော့ပြန်ပတ်ထားခဲ့ရတဲ့အခြေအနေမျိုးဆိုတော့ဒီမှာကျွန်တော်တို့လိုချင်တဲ့ noted objective ဘိုင်းကတော့ early game ဒါ tempo တစ်ခုကိုတော်တော်လေးဒါကောင်းမွန်စော့ထားနိုင်တဲ့ဒါတို့ play style လို့ပြောလို့ရပါတယ်first starter မှာလည်းကျွန်တော်တို့ဒါလုံးဝတစ်ဖက်ကလာအိုသင်းအနေနဲ့တော့ battle လာမဆိုင်ဝါဘူးဆိုတော့လေ starter ကမြန်မာအသင်းအနေနဲ့ပဲရလဲလာမဆိုင်ဘူးဆိုတာထက်သူတို့ဘက်ကတော့တိုးလာခြင်းနဲ့ဗျဒီဘက်ကနေပြီးတော့ဒါ blink တို့ခိုင်စီတို့ရှေ့ကနေကာထားတဲ့အချိန်မှာ position တော်တော်အောက်သွားတာဖြစ်တဲ့အတွက်သူတို့ဒီ starter ကိုတော့လက်လွတ်လိုက်ရတယ်အော်ပြောရင်းဆိုရင်လည်းအောက်လေးကိုပါတခါတည်း team စနကအနေနဲ့တော့ back run လိုက်တဲ့နောက်မှာတော့ HPN လိမ့်မှာ hero kit တကောင်မှာဆက်လက်ပြီးတော့ပိုင်ဆိုင်နာတာဆိုတော့2မိနစ်ကျော်3မိနစ်တိုင်မှာအစင်းတော့ပြေသွားခဲ့ပြီးနောက်မှာလည်း Mastic Cat လေးနဲ့ပြန်ပြီး god ထိုးထားတယ်တစ်ဖက်ကြားထဲမှာလည်း glue split အောက်မှာတော့ပြန်ပြီးတော့ blink အနေနဲ့ဘက်လို့ရနေသေးတာဆိုတော့လာအိုသင်းအနေနဲ့တော့ hero kit ရဖို့အတွက်ကတော့အနေငယ်ဝေးကွာနေသေးပါပဲဟုတ်ပါတယ်ဆိုတော့ hero kit ရဖို့ကြိုးစားနေရဆိုရင်ပဲလေဒါကျွန်တော်တို့ catch ပိုင်းနဲ့လည်းအပြတ်ဖြတ်နိုင်တာမျိုးဒါတော့မမြင်လိုက်ရဘူးပေါ့နော်အပေါ်မှာတော့ Bruno နေနဲ့ Goshi တွေပါတယ်ရရင်ရသူလာတော့ခွာနေပြီဆိုပေမဲ့နဲငယ်တော့ကျွန်တော်တို့ခွာလို့ပြီးပါတယ်ဒီမှာ Zushin လိုက်အဖို့ဖက်ကလေဒါကျွန်တော်တို့ဂလူးနဲ့ပါနဲ့လိုက်ထောက်ထားလေးလက်တွေ့အတွက်တုံတုံဒါမာဆယ်ပစ်ကင်းဆိုပေမဲ့လေဘလိုင်းတွေလိုက်တိုးလို့ပါလေလွယ်မနေသေးဘူးဗျာနော်မာဆယ်တိုးလာတာတွေပါတွေကတော့သူတို့လည်း level 4 တိုင်နေရပြီးသွားတဲ့အချိန်မှာတော့ဒီ golden hour တွေပါတွေနဲ့နောက်ကနေပြီးတော့ god ရဲ့ဒါ gap တွေနဲ့ပြန်ပြီးတော့ပဲဘယ်လိုမျိုးအားဖြစ်မလဲပေါ့နော်လောလောဆယ်က EHP lane မှာကတော့တစ်ဖက်မှာလည်း Trezla အနေနဲ့တစ်ခါတော့ကြာလာတယ်ဆိုတဲ့အတွက်ကြောင့် level ပိုင်းမှာရင်းထက်ဆိုင်တော့အနည်းငယ် HP လင်းမှာသွားလိမ့်နေပြီ goal lane မှာ Bruno အနေနဲ့ကလည်း Hasclawly တော့ဒါစပြီးတော့ပဲ3မိနစ်ကျော်လောက်မှပြီးရတယ်ကျွန်တော်တို့မြန်မာအသင်းအနေနဲ့ Samji ကလည်းဒါသူ Demoana လေးတစ်ချောင်းလောက်တော့ပြီးသွားပြီ level ပိုင်းက side lane တွေမှာလည်းမြန်မာအသင်းဘက်ကပဲအနည်းငယ်လောက်တော့ပို့ပြီးတော့တာနေတယ် Total Team Network Gap မှာလည်း1000ဝန်းကျင်လောက်တော့စပြီးတော့တာလာတယ်ဆိုတော့ဖြည်းဖြည်းနဲ့မမှန်လေးပဲ team မြန်မာလာအိုသင်းဘက်ကိုတော့တဖြည်းဖြည်းနဲ့စားနဲ့ PR တွေတော့ပေးနေခဲ့ပါပြီဆိုလို့တော့ပြောလို့ရပါတယ်ဒီမှာနောက်တဲ့ data တစ်ချိန်တော့ထပ်ပြီးတော့ပေါ်လာတော့မယ်ဒီ35ကိုတော့တစ်ဖက်ကကျွန်တော်တို့ဒါလာအိုသင်းနေနဲ့လာပြီးတော့ယူနိုင်ပါမလားတစ်ချက်တော့စောင့်တော့ကြည့်ရမယ်ဗျာတရေရောပေါ်လာပြီဆိုတော့အားလုံးအစဒူစင်းဆုံး5 situation မျိုးဒါပြန်ပြီးတော့ခေါင်းတက်လာရင်းနေပဲတို့ရဲ့ second data တယ်ဗက်ဆက်ကတော့ပြန်ချနေတဲ့နောက်မှာတစ်ဖက်ကလည်းဝင်လိုက်ဆို violet လက်ကနောက်မှာကိုးရန်ဟာက3အောင်လုံးခဲထားတာဗျာဆိုတော့ဒီနေရာမှာလည်း back line မှာတော့ Crystal Bacon နဲ့ Flare နောက်မှာလည်း Turtle Twin လေးကသွားပြီးတော့ချန်နေတယ်လို့ Blink ကလည်း go ပေါ် Flicker ကြီးနဲ့ Gone တော့ပါသွားတာဗျာ Turtle ရော Fairy လာအောင်နေနဲ့ရောက်ယူသွားလို့နောက်မှာချက်ချင်းဆိုလိုပဲ Samji Flicker လေးနဲ့လိုက်လံဆုံးတိုင်နေပဲ Hero Kit 2ကောင်လောက်ကိုတော့ team မြန်မာတာတက်ပေးလိုက်ရတယ်ဆိုပေမဲ့လည်းပြန်လဲပြီးတော့ပိုင်ဆိုင်ထားခဲ့တယ်ဗျဆိုတော့ hero game နှစ်ကောင်ကပို့ပြီးတော့တန်နေလို့ခံစားမိရပေါ့နော်အဲ့အပြင်နောက်တဲ့ blue bug ကိုပါထပ်ပြီးတော့စားထားမှဆိုတော့ဒီ data နဲ့ trade လိုက်ရတာတော်တော်လေးများတယ်သူကြိုးဆောင်နေတဲ့ position လေးကနေ okay ကျွန်တော်တို့ရင် light လို့လုံးလား Zushin ပို့တဲ့ damage တွေကြားထဲမှာနည်းနည်းလေးတော့ pattern ဆောင်းရတာ Zushin တွေပါတဲ့အတွက်ဝင်လုံးရတာတွေ attack ရတာတွေမှာနည်းလေးအဟန်တာတော့ဖြစ်စီရဗျာနော်ကျွန်တော်တို့ဘက်ကဒီကိုမျိုးမြင့်နော် Lana Flare ပုတ်လိုက်တဲ့အချိန်မှာလဲ Lana Flare နဲ့ကင်မြောက်ပေးတဲ့အချိန်မှာလဲဟန်ကနည်းနည်းပပ violence တွေပါလေကလို့ရတယ်ဗျဘယ်ထဲမှာအားလုံးရဲ့ final slam မှာလဲကလို့ရတာမျိုးတွေတော့ရှိတယ်ဆိုတော့ဒီပွဲက Geo Objective Fight တွေကမြန်မာအသင်းဗတ်ဆိုင်လို့ကောင်းနေတယ်ဗျအပေါ်လမ်းမှာလဲ Samji သူကတော့ကြံနေသေးတယ်ဆိုပေမဲ့အောက်မှာ mana နဲနေတဲ့အခြေအနေတစ်ခုမှာအနေငယ်တော့ပြန်ပြီးတော့ပဲချိန်ဆရမယ်အနေထားလေးတစ်ခုတော့သွားပြီးတော့ရှိလိမ့်မယ် objective fight တွေကကျွန်တော်တို့ကြည့်ရမယ်ဆိုလို့ရှိရင်တော့တစ်ဖက်က second data မှာမရရအောင်တက်ပြန်လာယူလာတာဖြစ်တဲ့အတွက်တက်တဲ့ပတ်တဲ့တစ်ခုဒီဒါပို့ပြီးတော့ပဲ
တစ်ဖက်ကဒါလာအိုသိန်းအနေနဲ့လာပြီးတော့ try မလားဆိုတော့ကြည့်ရမယ် Federation ဖြစ်နေတယ်ဆိုပေမဲ့တို့ဒီတဖြည်းဖြည်းနဲ့နှိမ့်လာတယ် objective ပါမြန်မာသိန်းအကုန်လုံးပေးလာမယ်ဆိုတော့ပိုဆိုးသွားမယ်ဗျာ ကိုစီးဖြောက်ပြီး3កောင်လုံးကြီးလောင်းကျော်ကိုကြိုးစားနေတာတိတ်တော့မလွယ်ဘူးဗျနောက်မှလည်းတော့ကောင်တာဝါ only လိုက်တော့ချိုးတယ်ကိုရဟာဝါနဲ့ပြန်တော့ခဲထားသေးတယ်ဘာ line နဲ့မှာ3 4កောင်ပြန်တော့ရောက်လာနေတယ် Federation နဲ့ gas ကြီးကြားထဲမှာပြန်ပြီးလာတော့ flicker right time ကိုမျိုးမြင်ပတ်ပြီးလာတယ်ဘာ line နဲ့မှာတကောင်နဲ့ဂလူတက်ခွက်တိုင်း split slant slant နေကြားထဲမှာပြတ်ဖို့ကန်နီးတယ်ဆိုပေမဲ့လည်းပဲအကောင်းမှပြန်တော့ထွက်သွားလာပါသေးတယ် နောက်မလဲဟန်ဘွိုင်အောင်လက် dash တွေကြားထဲမှာကျန်နေခဲ့တဲ့ Federation လေးကိုတော့ Lexus နဲ့ပဲဟန်အဆုံးသက်ပေးနေတယ်လို့နောက်မလဲတောက်လျှောက်ရရင်ရတယ်လို့ Team 5ကိုတိုးချနေတဲ့မြန်မာအသင်း Hero K 4-0နဲ့6မိနစ်တိုင်မှာတော့တော်တော်လေးဖွင့်လာနေကြလို့နောက်မှာ Sam G မပြီးသေးဘူး Blazing with surprise လန်ခွဲပြီးရတယ်ဆိုပေမဲ့လည်းနောက်ကတော့ team member တွေမပါတော့တဲ့နောက်မှာ Sam G တကောင်နဲ့ပဲပြန်ပြီးတော့ mana နဲနေတဲ့အနေထားကနေပြန်ဖက်နေရတယ်ဗျာနော်နောက်ကလည်းရင် backup ချက်ချင်းပြန်ပြီးတော့ကြာပြီးတဲ့အချိန်ဒီမှာ Sam G မကြသေးဘူးမြင်ပါလေ 3v1 situation ရတစ်ဖက်မှာတော့ပြန်ပြီးတော့ပဲ Trizla အနေနဲ့အဆုံးသက်ခံရကန်ဒီ10မှာ flicker လေးကသွားပြီးတော့ကြံနေတယ်ဆိုတော့သူ့ကိုယ်သူ surprise chance တော့ပြန်ပြီးတော့ရလိုက်တယ်ဘတ်တရတကယ်ကိုတော်တော်လေးကြာရှည်နေနေပဲအပေါ်မှာလည်း Sam G အနေနဲ့သွေးနဲ့လဲနေလဲပဲ dash တွေ slap တွေအောက်မှာနောက်ဆုံး slap bash နဲ့ play မှာပြန်ရောက်လာတဲ့နောက်ဆုံး goal ပေါ်ပါသွားတဲ့တစ်ဖက်ကနေ Federation ကတော့မရရအောင်ကျွန်တော်ဒီဘက်ကရင်းကိုပြန်ပြီးယူပေးသွားသေးတယ်ဗျ 2v1 situation နဲ့မှာနောက်မှာလည်းဒါ team member တွေပြန်ရောက်လာခံနီးဆဲဆဲမှာဒီဘက်ကနေ Federation Jungler လေးကတော့သူနောက်ဆုံးတော့ပေးလိုက်ရတယ်ဗျာ ဘယ်တော့ what တစ်ချက်နဲ့တစ်ဖက်ကရင်းအထွက်ကွက်တီတွားကြတဲ့အချိန်မှာတော့ရင်း Hero Kit တကောင်တော့ပြန်တော့ပေးလိုက်ရသေးတယ်အော်ဘလီပြရတာလေးကတော့လှတယ်နောက်မှလည်းတို့ဒါ blink တို့ဘာလို့ပြန်ရောက်လာရင်လည်းတော်တော်လေးမိုက်တဲ့ဒါတို့ potential တခုတော့ဒါမြင်လိုက်ရတယ်ပေါ့နော်ဆိုကေတော့ Nova ကတော့ 3k ဝင်းချင်တော့ဒီအားသက်ချက်ရှိထားသူ Turret 2တိုင်လောက်ထိချိုးထားရင်းနဲ့ပဲတော့တနှစ်ကြိမ်နဲ့အတူတကယ်ကိုတို့ early game တန်ဖို့ကတော့တကယ်မိုက်နေတဲ့တင်းစံတကားလို့တော့ပြောရမယ်ဆိုတော့တခုပြန်ပြီးတော့သတိထားမှာတစ်ဖက်ကလုံးဝကောင်းနေတယ်မကြသေးဘူးသူချက်ထွက်လာမယ် damage output နဲ့ margin နဲ့တွဲသွားမယ်ဒါတို့ mid game timing ဒီ plan လေးတွေကိုတော့နည်းနည်းပြန်ပြီးတော့သတိထားရလိမ့်မယ်ဗျ ဟုတ်တယ်ခုနကလည်းပေါ်မှာတော့ဒါရင်းပေးလိုက်ရတယ်ဆိုတာကလည်းဒါသူ Sanji ကိုသွားပြီးတော့ပေါ့နော်ဒါကိုင်းပြူရင်းနဲ့မှာနည်းနည်းလေးတစ်ဖက်ကနေတောက်လျှောက်ဒါ damage တွေပေးနေသူပြန်ရုံထွက်လို့မရတော့တဲ့အခြေအနေမျိုးလေးဖြစ်သွားတာဆိုတော့မြန်မာအသင်းအနေနဲ့ကတော့လက်ရှိ9မိနစ်ခွဲအထိမှာ Hero K တကောင်တော့ပဲပေးရသေးတယ်ဗျာပွဲစဉ်ကတော့ဒါ network gap လည်း4000ကျော်လောက်တာနေပြီးတော့အခြေအနေတော်တော်လေး game number 1မှာကောင်းနေရဆိုတဲ့အနေအထားတစ်ခုတော့တွေ့ရတယ် first tower 3လုံးလုံးလည်းရတာပြီးသွားပြီကျွန်တော်တို့ဒီနေရာမှာကြည့်မယ်ဆိုတာတဲ့2ချိန်လောက်လည်းရတာဖြစ်တဲ့အားတစ်ခုက mid game timing တစ်ခုလုံးတော့ team center ကစိုးမိုးထားတယ်လို့ပဲပြောရမယ်ဗျာ တော်တော်လေးတော့မစိုးဘူးဗျာတကယ်မိုက်တဲ့ Noro outplay တွေတော့မြင်နေရပြီဆိုမကြခင်ချင်းနေမှာတော့ low တွေပါပေါ်လာတော့မှလုံးမလာခင်မှာပဲဘလိုလေးနေ face တွေကိုလိုက်ပြီး pressure ပေးနိုင်မယ်တော့ကြည့်ရမယ်ပေါ်မှာတော့ create တဝိတ်နဲ့အတူပဲဒါ Noro ပေါ်က second ကိုနည်းနည်းလေးဝင်းတော့လုံးကျင်သလားပေါ့နော်ဆိုတော့တက်လာတဲ့ဒါ vision mind တွေကိုလည်းတစ်ဖက်ကတော့ blink အပြည့်အဝပြထားသလိုပေါ်က tower ကို Noro ဒါခိုင်သေးတဲ့အတူပဲပုတ်ချင်တယ်ဆိုပေမဲ့ gas ကြီးက plane ကုန်သွားဒါလည်းသူ့အနေနဲ့ spare ကုန်မိုးလေးနဲ့တခါတည်းသွေးလျှော့မယ်ရရင်ဖြတ်မယ်ဆိုပြီးတော့ကြိုးစားတယ်ဆိုပေမဲ့အနေငယ်တော့ spare ကြီးက miss သွားတယ်လောက်သင်းအနေနဲ့ဒီချိန်မှာတဖြည်းဖြည်းနဲ့ပဲသူတို့အနေနဲ့ inner tournament တွေမှာပြန်ပြီးတော့ cover လုပ်နေရတယ်လို့ team center ကအနေနဲ့ကတော့ပေါ်လာမဲ့ fans လို့ပဲစောင့်ဆိုင်နေတဲ့အနေအထားတစ်ခုမှာတော့တွားပြီးတော့ရှိတယ်ဗျဒီချိန်မှာလည်း SMG အနေနဲ့2 or 3နဲ့ item မိုင်းရကြည့်မယ်ဆိုလို့ရှိရင်လည်းသူ့ရဲ့ဒါ trinity timing ကမကြခင်ဒီ low battle လေးမစခင်မှာတော့မှသူ့အနေနဲ့ပြီးကောင်းပြီးွားနိုင်တယ် damage ကတော့တော်တော်လေးအဆင်ပြေနေပြီ level 9 11 goal line တွေရဲ့ level ပိုင်းကွာဟာချက်တွေကလည်းတွားပြီးတော့ရှိနေပါသေးတယ်ဟုတ်ပါတယ်ဆိုကေလော်လီရောစပြီးတော့တန်တို့ပေါ်လာခဲ့ပါပြီ mega create တွေပါအကုန်လုံးတော့ဒါအကောင်းဆုံးပြန်ပြီးတော့ Bruno ကန်ချက်တွေနဲ့ပြန်ဖြည့်ရှင်းပေးထားသေးတယ်ဒီချိန်ကရှင်းပြောရင် Bruno က making match man ကောင်ဖြစ်တဲ့အတွက်ဒီချိန်မှာစကန်မယ်ဆိုလည်းကန်လို့တော့ရပြီ stat တွေပါနေအကောင်းဆုံးလိုက်နေမယ်ဆိုလည်းတို့ဒါ damage ကတော့တုံအတင်းထွက်နေပြီလို့ပြောလို့တော့ရတယ်ဆိုတော့ဒီဘက်တဲကိုဝင်မြန်းခေါင်းတိုးမလားလာအောင်တင်းတစ်ချက်တော့စောင့်ကြည့်ရအောင်ဟုတ်တယ်ဗျာနော် Bruno မှာလည်းသူ has law ပြီးနောက်တဲ့ basket tree တွေပါပါလာပြီcloud မှာလည်း Sanji 20တိုင်းမရောက်သွားသလိုဟမ် violent dash မှာတစ်ဖက်ကတန်းပြီးတော့ပဲ Jungler ကြာသွားတယ်ဗျာနောက်မှာလည်းဒါ blink အနေနဲ့တော့ back line နဲ့ကိုပါလက်လမ်းပြီးတော့ထိမ့်မရတာဆိုတော့လာအောင်တင်းအနေနဲ့သူတို့ Jungler လည်းပေးလိုက်ရတယ်ဒီဘက်မှာလည်း law ပါရသွားတာဆိုတော့အရင်တော့သူတို့လာအောင်တင်းအတွက်အခြေအနေကတော့မကောင်းတော့ဘူးနောက်မှာလည်း god ရသလောက်သူ mastical လေးပြန်ပေးပြီး damage ပေးနေတယ်ဆိုပေမဲ့လည်း team fight ကအရင်ဆိုင်လို့မကောင်းနေတဲ့အခြေအနေတစ်ခုမှာ Ravanati ကိုပါတိုးပြီးတော့ပဲ team မြန်မာစနကအနေနဲ့တဲ့ဆိုင်တွေက back line မှာ Sam G 20 time ရဲ့ flicker နဲ့ပါ blazing with time ရဲ့တစ်ဖက်မှာ goal အနေနဲ့တန်းပြောင်းသွားတယ်ဗျ3 man down နေတဲ့အချိန်မျိုးမှာကြံနေတဲ့နှစ်ကောင်တွေကတော့လာအောင်သေးအရင်ဆိုင်လို့မရတဲ့နောက်ဆိုခိုင်ဆဲလာတဲ့ flank knock ပဲဒီတစ်ဖက်မှာတော့တောက်ချရင်းရိုင်းနေတဲ့အားလုံး final stat တွေကြားထဲမှာလဲ whole back ပေါ် mega turret နေတူပါ team စနကလုံးဝလောမလာသေးတဲ့အချိန်မှာတော့ battery တိုးဆိုင်နေခဲ့တာဗျဟော mega holy ရှိလဲဘော်လေးမှာပြုတ်သွားပြီဆိုတဲ့အတွက်ဒီ low attacking မှာဒါဘော်လေးက mega ကို try mode chance ရသွားတယ်ဆို mega လည်း free weight နဲ့အတူပဲအကောင်းဆုံးခေါင်းတော့ပြန်တော့တိုးနေပြီဗျာမာဆယ်3ကောင်လုံးတော့ frame movement လမ်းတော့ချိတ်ကြိုးစားတယ်လွယ်တော့လွယ်နေသေးဘူးဗျ final slat အကောင်းဆုံး light တင်နေရဆိုပေမဲ့လည်းပဲရလဲလာတဲ့ low နဲ့ balling position လောက်တာတော့ပို့ပြီးတော့မြန်မာသိတော့ကောင်းမထင်နဲ့တကယ်တော့ခေါင်းတိုးဝင်မယ်ဆိုလို့ရှိရင်တော့တော့ရနိုင်တယ်ပေါ့နော်ဒါပေမဲ့လည်းတစ်ဖက်မှာ golden hour နဲ့အချိန်ကြီးပြန်ရက်တက်မယ်ဆိုတော့တခုတော့သွားရှိတယ်နောက်မှလည်း violent dash လေးလာပကပြီးသွားပြန်ပြီဒီဘက်မှာတော့ Ferry မကြသေးဘူးဆိုပေမဲ့နောက်ဆုံးမှာရှင်းပြန်ပေးလိုက်ရတယ်ဗျ1 for 1 frame မှာ golden hour နဲ့3ကောင်လောက်သွားပြီးတော့ stand နေပြီးတော့ tower range ရဒီပါလိုက်ပြီးတော့ချနေတဲ့ YG
team စနကနေတော့ hero gate တကောင်လောက်ရရှိရတယ်ဗျ1 for 1 trade button မှာ law နဲ့တူပဲအပေါ်လေးရဲ့ mega နဲ့ mid mega နှလုံးလောက်ကိုတော့ဒီချိန်မှာ team မြန်မာစတင်ပြီးတော့ပဲပိုင်ဆိုင်လာခဲ့ပြီဗျတစ်ဖက်ကလည်းဒါတော့ jungle down နဲ့အခြေအနေမျိုးခွင်ကောင်းယူပြီးတော့ mega create တွေဒါတက်လာမြ create တွေအကုန်လုံးဖြည့်ရှင်းထားတယ်ဆိုတော့ all လေးမှာလည်း mega channel တွေရဲ့ holy shit ရင်စတော့ဖြုတ်တိုင်းနေပဲသူတို့ရဲ့ first law နဲ့ရလိုက်တဲ့အရာလေးတွေတော်တော်တန်လို့ blessing way play position စံကြီးလုံးပြောင်းသွားပြန်ပြီနော်အာဒီခလုတ်တွေနှိမ့်နေနေကို item တွေကဆက်ပြီးနေတဲ့ Samji ဒီအချိန်မှာ4စစ်နေပဲသူမျိုးပြစ်နေတဲ့သူရဲ့ cloud နဲ့အတူပဲ Desta ရဲ့ပေါင်းဆက်မှု blessing way timing တွေကတကယ်ကိုပဲ damage ရများပြားနေခဲ့ပြီဗျဒီချိန်မှာဒါပွဲပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါ17 minute timing လောက်တော့ရောက်လာပြီဆိုပေမဲ့ဒီချိန်ကပွဲအရင်ကြီးကျွန်တော်တို့ဟိုဘယ်လိုပြောမလဲလေကင်းရောက်နေတဲ့ timing မဟုတ်သေးဘူးဗျဒါတော့မှပဲလာအောင်သေးအနေနဲ့သူတို့ network gap 8000ကျော်လောက်မြန်မာအသင်းဘက်ကိုပေးရတဲ့အတွက်ကြောင့်နော်သူတို့ mega tower တွေလည်းပေးနေရပြီဒီချိန်မှာတော့သူတို့လေကင်းတိုင်းပြန်ပြီးတော့ Bruno damage ထွက်လာဖို့ဆိုတာလေတော်တော်ကြီးလေကင်းအထိကိုသွားမှာပဲရမယ်ဗျဟုတ်ပါတယ်ဆိုတော့ဒီမှာတော့ဒါမြင်နေရတဲ့လောက်ကတစ်ဖက်ကဒါ Rogo တို့ဘာလို့ဆိုရင်လေအရင် position တွေပါယူရတာခက်ခဲတာမျိုးဒါကျွန်တော်တို့တွေ့ရတယ်ဂလူကလည်း blind ကိုရောက်တယ်အားလုံးလည်း light ရိုက်သလိုကျွန်တော် Gonavia ပါရဲ့ position လည်းကြည့်နေရတဲ့အတွက်သူရဲ့ space နဲ့ gas roller တွေကအရင်ဒီတပွဲမှာအရင်လုံးဖြစ်သလိုခံစားရတယ်ပိုဆိုးတာကလောက်ကထောင်သွားတဲ့အတွက်နောက် blind တွေကို Desta တစ်ချက် flicker တစ်ချက်ဝင်တဲ့ blessing Jewish damage တွေကိုလည်းပို့ပြီးတော့ဒါမှမဟုတ်ခံနိုင်မရှိတာလေပိုဆိုးသွားရပေါ့နော်ဒီမှာ network က8 goal နဲ့အားတက်ချက်ရနေတဲ့ကျွန်တော်တို့ရဲ့တင်းစနကနောက်တစ်ချိန်ပေါ်လာမဲ့လောရလဲစက္ကန့်20ဝန်းကျင်သာလိုရတဲ့အတွက်ဒီလောပေါ်ထပ်ပြီးတော့ try mode chance တော်တော်လေးရနေပါပြီဟာနော်ဒီမှာဘလင်းကတော့ Glorian 1နေပါပြီပါထည့်ထားပြီးသွားပြီဗျာ AC ပဲရှေ့မှာတောက်လျှောက်ဆိုသလို slam bash ပုတ်ချက်တွေနဲ့ slow effect တွေကဝင်လာမဲ့ Fredrin တို့ Trizla တို့တော့ကတော့တော်တော်လေးကိုစိတ်နေမှာပဲဒီချိန်မှာလဲလောကပေါ်လာပြီဆိုတော့ team စနကအနေနဲ့တော့သူတို့တက်သေးကြပေါက်နိုင်ပွဲတစ်ခုကိုရစီမဲ့ဒီလော်လေးကိုပဲသွားပြီးတော့လှုပ်လိုက်တာတော့ပိုကောင်းနေပေါ့နော်တစ်ဖက်မှာလောလာလူဖို့လောလာလူဖို့ဆိုတာဒါပုံမလင်းလေးပြောရရင်အရင်တော့ဘလို့မှတော့မဖြစ်နိုင်ဘူးဗျဟုတ်တယ်လောလာယူမယ်ဆိုသူတို့အတွက်အန်နီပုံများနိုင်ရရှိတယ်ဟုတ်တယ် mega 2 lane ကလည်းပေါက်တာ lane pressure လည်းခံရမယ်ဗရေသာကြာဝဲမယ်ဆိုတန်းအန်းနိုင်ခံရရှိတဲ့အတွက်အကောင်းဆုံး high ground defense ကိုပဲရွေးချယ်ထားရဲ့လာကိုတင်းရဲ့ပါနှက်မှုကလည်းဒါမစိုးလို့တော့ပြောလို့ရမယ်ဒါပေမဲ့သူတို့ high ground attacking ကိုဒါ defense ဖို့ကြောက်ရလဲ network က 9k ကိုဒီအားသက်ချက်တစ်ခုဖြစ်နေတဲ့အတွက်တော်တော်လေးတော့မလွယ်ဘူးလို့ပြောလို့ရပါဟုတ်တယ်သူတို့ penalty zone တွေနောက်ကပြန်လာတဲ့ဒါ magic cat တွေစောင့်ကြည့်ရမယ်ပြောရင်းဆိုရင်လည်းတစ်ဖက်မှာ Marcel ကဒါချစ်ချင်း flicker သုံးပြီးဖက်လိုက်ရတယ်ဗျသူက goal နှစ်ဟာကလည်းကုန်သွားပြီတော့မလာသေး spare တွေကုန်နေတဲ့နောက်မှာတော့ဒီလော်ကြီးကို defend ဖို့အတွက်ဒါလာအိုသေးဖြစ်ကောဖြစ်နိုင်ပါမလားမြန်မာအသင်းအနေနဲ့ကလည်းရှေ့မှာသူတို့ဒါရှုံးနေခဲ့တဲ့ပွဲတွေကြောင့်ဒီပွဲဟိုကသူတို့ရရသလိုမြန်မြန်ဆန်ဆန်ဖြတ်ဖို့ကတော့လုံးဝသေးကြတယ်ဗျဟုတ်ပါတယ်လော်လေးနဲ့တော့ခေါင်းဆက်တိုးလာပြီဗျနောက်ပိုင်းတော့ chocolate လိုက်ပြတဲ့ damage တွေချားတော့မာစီတော်တော်လေးတော့နာတယ်ဟိုမှာလည်းတကောင်နဲ့ပဲနော် dive ပြီးတော့ fat brain ထိန်းတော့ထိန်းပြတဲ့ violent damage ဂျာတော့ gas light ထိုးတယ်ဆိုမှဘူးမှတော့ team တွေကို all in မဲ့ကတန်းပြီးတော့ပေါက်သွားပြီဗျတကောင်နဲ့ဝင်လာတဲ့ fat brain တန်းပြီးတော့ကြာသွားလို့သူချင်းဖုတ်တဲ့ damage လေးတွေကိုပါထပ်ပြီးခံနေရတယ်လို့ပြောပဲဒီဘက်က Bruno ကန်ရက်နေတဲ့ low တော့ပြင်းရှင်းလို့ရသွားပါပြီကျွန်တော်ဒီချိန်မှာရှေ့မှာတကောင်နဲ့ချွန်လာတယ် glue ကိုပေါ်ရောက်သွားတဲ့အချိန်တုန်းကနောက်မှလည်း unstoppable by Samchi double king နဲ့ပဲသူ hero က3ကောင်နောက်ဆုံးမှ4ကောင်လောက်ကြာသွားခဲ့ပြီဗျခိုင်ဆဲလန်နဖလန်နဲ့မှာထက်ကင်ပေါင်းနေနေပဲ 5 man team wide out ဒီအောင်မှာ game number 1ကိုတော့ပွဲကစားနေအစောပိုင်းနဲ့ပဲ team စနကစတင်ပြီးတော့ပဲအနိုင်ရရှိလို့သွားပြီလေဖြစ်ပါတယ်အကောင်းဆုံးသောဒါကျွန်တော်တို့ရဲ့အမှားယွင်းမရှိတဲ့ပွဲစဉ်တစ်ပွဲလို့ဒါကျွန်တော်တို့ပြောလို့ရအောင်ပဲလာအိုတင်းတော့ဒါကျွန်တော်တို့ဒါ early game to mid position တခုလုံးကနေတောက်လျှော့ဖိသွားရင်းနဲ့ဒါကျွန်တော်ရလိုက်တဲ့ second long နဲ့အတူတန်းအတက်ပြီးတော့တန်းအံ့သွားတဲ့73 minute ကျော်အနေတခုပေါ့နော်တကယ်ကိုသဘောကျစရာကောင်းပါလေဗျဒီပွဲကတော့နော်ဒါလာအိုတင်းနဲ့ဒါရှင်ပြိုင်နေရရဲဆိုတဲ့အခြေအနေမှာကျွန်တော်တို့ဒါတေချာပေါက်ကို clean sweep နိုင်ပွဲတစ်ခုရဖို့လေလိုအပ်နေတယ်လို့မြန်မာအသင်းကလည်းသူတို့ဒါလိုအပ်နေတယ်ဆိုတော့နိုင်ပွဲအတွက်ကိုဒါ game number 1ကိုလည်းဥဆောင်ပြီးတော့ဆက်လက်ပြီးတော့ဒါ game number 2မှာလည်းအကောင်းဆုံးပုံစံတွေရတော့ဒီပုံစံနဲ့ဆိုလို့ရှိရင်တော့ရရှိလာဖို့တက်ကတော့ကျွန်တော်တေချာတလောက်တော့ရှိပါတယ်ဗျာနော်ပြီးရင်ကဲပြောရင်းဆိုရင်လည်းပဲညံနေလားပွဲကတော့မြန်မြန်ဆန်ဆန်ပဲဗျ Expanded River ပါဗျာဒီပွဲကတော့ game number 2ချက်ချင်းဆိုသလိုပဲပြန်လည်ပြီးတော့စတင် line နဲ့ပဲ team မြန်မာ versus team လာအိုတို့ရဲ့ best of 3 series game number 2 match selection ရတော့ကျွန်တော်တို့လုံးဝမြစ် area เนาะမြစ် area မှာကျွန်တော်တို့ဆော့ရမယ်ဟုတ်ပါတယ်ဆိုတော့အကောင်းဆုံးဒါကျွန်တော်တို့ပြိုင်ပွဲတစ်ပွဲဖြစ်လာဖို့လေဒါပြောလိမ့်နေဆိုတော့နောက်ထပ်ဒါကျွန်တော်တို့ game number 2မှာရောဘယ်လိုမျိုး draft တွေကိုတော့တစ်ဖက်ကဒါကျွန်တော်တို့ got ထပ်ပြီးတော့ဖန်တီးပေးသွားမလဲဆိုတာလေဒါရင်ခုန်မှုကောင်းနေဗျဒါနောက်ထပ်ကျွန်တော်တို့ picking လေးတော့စတင်လိုက်ပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်မြန်မာအသင်းအနေနဲ့ကတော့ဒီတပွဲမှာကျွန်တော် second pick second ban နေရာမှာယာရတယ်ဗျလာအိုအသင်းအနေနဲ့စပြီးဒီပွဲမှာတော့ fan ကို ban ထားတယ် team မြန်မာအနေနဲ့ကလည်းပူပဲဖြစ်ပါတယ်ခင်ဗျာ okay လာပူ last spin နဲ့ပဲ to team စနကနောက်ဆုံးမှာတော့ဒါ hero 9ကောင်လုံးတော့စုံသွားခဲ့ပြီဗျအဲ့တော့ game number 1မှာတော့ team စနကအနေနဲ့ဒါတစ်ဖက်ကလာအိုအသင်းကိုတော့လုံးဝပွဲကစားချိန်73မိနစ်လောက်နဲ့ပဲပွဲပြတ်အနိုင်ရရှိထားတယ်။ game number 2ရဲ့ drop pick လေးကလည်းဆက်လက်ပြီးတော့ပြီးဆုံးသွားခဲ့ပြီ။ဒီတစ်ပွဲမှာတော့လာအိုတင်းရဲ့ pick ကလည်း expanding river လို့ map အရာကြည့်မယ်ဆိုလို့ရှိရင်တော့တော်တော်လေးကောင်းတယ်လို့ပဲပြောရမယ်ပေါ့နော်။ game number 1မှာ team မြန်မာဆော့ပြခဲ့တဲ့ hero ဒါသူတို့3ကောင်လောက်ကိုတော့ပြန်လည်ပြီးတော့ပဲပိုင်ဆိုင်ထားတယ်။ goal line match ပိုင်းကလည်း Harry တို့ဘာလို့နဲ့အားဖြည့်ထားပြီးတော့ဒါ mid မှာပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း glue ကျူရှင်းကိုမှ
ကျွန်တော်တို့ Winnie Bia လေးပြန်ရတာတယ်ဗျဒီလိုအချိန်မျိုးမှာတော့ဒါတို့ဒီမြန်မာအသင်းကို game number 3 ဒီခေါ်ဆောင်သွားနိုင်မလားဆိုတာလဲ game number 2မှာကျွန်တော်တို့ဒါစောင့်ကြည့်ရမှာလည်းဖြစ်ပါတယ်ဟုတ်ပါတယ်ကဲဒါကျွန်တော်တို့ကြည့်ရှုနေတဲ့ပရိသတ်တွေညီကိုတွေပေါင်းသင်းနေလေဒါကျွန်တော်တို့ရဲ့တင်းမြန်မာတင်းစနကောကိုကျွန်တော်တို့ like share လေးနဲ့ကူညီပေးနေပဲကျွန်တော်တို့ရဲ့ဒီနေ့အတွက်လာအိုဗတ်သက်မြန်မာတို့ရဲ့ game number 2ပွဲစဉ်စတင်လာပြီဖြစ်ပါတယ်ခင်ဗျာโอเคတော့ဒီပွဲမှာတော့ team လာအိုအနေနဲ့တော့ဘယ်လောက်ထိပြန်ပြီးလုပ်ပြနိုင်မလဲဆိုတာကိုတော့စောင့်ကြည့်ချင်ပါသေးတယ်ဗျာ game number 1ရတော့သူတို့ဒီဘာဆိုဘာမှဒါ battle team fight ဒီမှာကောင်းကောင်းအရင်ဆိုင်လိုက်ရတယ်ဆိုတဲ့အခြေအနေမျိုးမရှိခဲ့ဘူးဗျာထုံးစံတိုင်းပဲကျွန်တော်တို့ဒါ jungle pattern လေးတွေကတော့အနေငယ်ပြောင်းလဲနေနေပဲဘေးမှာတော့ golden လေးတွေကိုကိုစီ jungle တွေ goal လိမ့်တာတွေနဲ့ bucket ပေးပြီးတော့ပဲပေါ့နော် damage ပေးပြီးတော့ပဲမြန်မြန်စတန်စားသုံးထားတယ်ဗျပြီးတော့ပို့ပြီးတော့ဒါတို့သဘောကျစရာလေးဖြစ်တာအော်လေးမှဆိုရင်သွားပြီးထိမ့်မှာသူတို့အားလုံးနဲ့လပူးနေဆိုတဲ့အတွက်နင်းလေးကြီးလို့ကောင်းအောင်နေပြီးတော့ team fight မှာလည်းနင်းလေးမြရတဲ့ထဲမှာပါတဲ့အတွက်သူတို့ရဲ့ objective fight ဒီမှာဆိုရင်ဒါနှစ်သိန်းလုံးရဲ့ဒါဘောနော် play style လေးရာတကယ်ပို့ပြီးတော့မိုက်လောက်မဲ့ထဲမှာတော့ပါတယ်ဒါပေမဲ့တခုပဲဗျဒါဒီမှာမင်းမသွားပြီးတော့တို့ကြည့်မယ်ဆိုရင် glue ရဲ့တို့ဒါ slam back ရိုက်တာလေးရတယ်ကောင်းတယ်ဆိုပေမဲ့ဘက်က athletic feather change ကြီးကြားထဲမှာပါလာမဲ့ကောင်တွေကလည်း purify ဆိုတကောင်ပဲရှိတဲ့အတွက်ကျန်တဲ့ကောင်တွေကိုဒါတကောင်ချတကောင်ဖြတ်ဆိုတာလေ game မှာလုပ်လို့ရတယ်နော်ဟုတ်တယ် athletic မှာလည်းကျွန်တော် blink အနေနဲ့က level 4 time မှာဆိုလို့ရှိရင်တော့သူ့ရဲ့ hero ကပို့ပြီးတော့ပဲhero ability မြင့်လာမှာပေါ့နော်ဒီဘက်မှာတော့ဒါ level 1 2မှာတွေက glue အနေနဲ့ကတော့ကောင်းကောင်းကြီးလိုက်ပြီးတော့ trap ကို pressure ပေးလို့တော့ရလိမ့်မယ် goal lane မှာလည်းအဲ့လိုပဲ SMG cloud အနေနဲ့ကတော့ဒါ Herrit နဲ့တွေ့တဲ့ matchup ဘိုင်းမှာ AC လေးပြန်ပြီးတော့ထိန်းထားလို့တော့ရတယ် cloud ဆိုတဲ့ hero ကသူ့ရဲ့ trinity timing မတိုင်ခင်မှာအရင် hero ကမပေးရဘဲနဲ့ပုံမှန် farming လောက်ရနေဟိုဒါအဆင်ပြေလာနိုင်တဲ့ hero မျိုးပေါ့နော်ဆိုတော့ first start လေးကိုပဲနှစ်သိန်းလုံးအနေနဲ့စောင့်တိုင်းနေရှေ့ကပွဲမှာတော့လာအိုသိန်းကမြန်မာသိန်းဘက်ကိုတားလေးပေးရနေသူတို့ဘာမှပြန်မလုပ်နိုင်ခဲ့ဘူးဗျညက်တော့ညက်သွားပြီနော်ဂလူးပြေးလို့ရပါအောင်မလားလက်စစ်တစ်ချက်လမ်းနေမှာတော့ first leg ကတော့တမ်းပြီးရပါပြီနောက်မှလည်းပြန်ပြီးတော့တို့ violent dance ကပြထားရတယ်ဆိုပေမဲ့လည်းပဲဒီမှာ after the wave နာလိုက်တာဒီချိန်တော့ပြန်ပြီးတော့ကြာလာတဲ့ upright the work ဟန်ရဲ့ရိုက်ချက်တွေကြားထဲမှာတစ်ပတ်မှာတော့ violent test အပီချက်ချင်းပြန်ပြီးတော့ jungle Winnie Bia အနေနဲ့တော့ကြာသွားခဲ့ဗျာ fair ဟန်ကလည်းဒါလို့ utility jungle ဖြစ်နေတဲ့ပုံမှာအာလီဘန်ကတော့သူ့အနေနဲ့သူနည်းနည်းတော့မာနေတယ်ဗျာနော်ဟုတ်တယ်မာလဲမာတယ်ကျွန်တော်နာလဲနာတယ်ဆိုတဲ့ပုံစံတစ်ခုတော့ဒါထပ်ပြီးတော့ပြသလိုက်ပြီကျွန်တော် first start တင်စပြီးတော့ပေါ်လာပြီဒီချိန်မှာ Yuki နှစ်ကောင်ဒါအကောင်းဆုံး try နိုင်တဲ့တင်းစနကားအနေနဲ့ AC ပဲတာတေးပိုင်းမလာသေးဘူးဗျဘက်တွေပါတွေ AC ကြောင်းပြီးတော့မှပဲတာတေးလေးလှည့်ကြည့်မဲ့သဘောမျိုးဒီက expanding river ဖြစ်တဲ့အတွက်လည်းပြေးလာမယ်ဆိုရင်တော့မှရေစီးကြောင်းလေးနဲ့ AC ပဲမျောပါတယ်ဟုတ်တယ်အဲ့တော့တာတေး file လေးကိုတော့နည်းနည်းအစားချီနေနေပြီအောင်လမ်းမှာလည်းကျွန်တော်တို့ဒါမြန်မာအသင်းအနေနဲ့ရင်းရပို့ပြီးတော့ level ပိုင်းမှာတစ်ပတ်က EHP လေးနာထပ်ဆာလို့ရှိရင်တော့တာလုံအောင်သူ့အနေနဲ့ fan ထားနိုင်တယ်ဒါအုပ်တင်းဘက်ကတော့တာတေးကိုစားကန်နေဗျနောက်မှလည်းချွတ်ရှင်းလည်းနဲ့ fly နဲ့ကိုင်းမြောက်ပြီးတော့ hey redistribution ကတ်တိုးလေးလာပေါ့ပြီးတာတေးရောက်ယူပြသွားတယ်ဗျနောက်မှလည်းရင်းအနေနဲ့ light shot တစ်ပတ်မှလည်း featherling chain တွေကြားထဲမှာတက်ဆွဲလာပြီးနေပဲနောက်ဆုံး upright တော့မှထက်ချနေနေပဲကိုမျိုးမြင့် damage တွေမှာတော့လာအိုသင်း hero ကထပ်ပြီးတော့ပေးလိုက်ရတယ်ဗျာအောင်လမ်းမှာလည်း glue အောင်လမ်းရဲ့ကျော် first tower တဲ့အထိကိုပါဝင်ပြီးတော့ပဲ fall back နေရရင်ဒီတစ်ခေါက် Starter 5ကလည်းမြန်မာအသင်းအတွက်က hero က4កောင်လောက်ထိကိုပိုင်ဆိုင်ခဲ့တယ်လို့ Starter over ရရှိခဲ့တယ်လို့ပဲပြောရပါမယ်ဟုတ်တယ်ဗျာဒါတစ်ဖက်ကလည်းဒါဘယ်လိုပြောမလဲအရင်မပြတ်သားခဲ့တဲ့ decision တစ်ခုမှာပဲပြေးအမြန်ပြေးပြီးဝင်လာခဲ့တဲ့ retribution တစ်ခုနဲ့ဒါဟန်ကတော့တခါတည်းတာသိမ်းသွားသလိုတို့နောက်ကနေ feather change တွေပြန်ပြီးဆွဲသွားတဲ့ two man ဒါတို့ flicker လေးကလည်းတော်တော်လေးသဘောကျတယ်ကောင်းတယ်ပြောရင်းနဲ့အောင်လေးမှာလိုက်ပြီးတော့3အောင်လို့ပြေးရိုက်တယ်နာလားမေးမယ်ဆိုရင်တော့နာတယ်ဗျာတစ်ချက်နှစ်ချက်သုံးချက်မြောက်မှာ10တော့ down အောင်ပါပြီရှေ့မြ spare ကုန်ပေးပြီးတော့ပဲအောင်လဲတော့ရအောင် hero k တကောင်ဆက်ပြီးတော့ team စနကအနေနဲ့ယူထားတယ်ဗျာအပေါ်မှာလည်းပြန်အိမ်ဖို့လာသွားတယ်ဒါပေမဲ့ချက်ချင်းပဲ Samji နဲ့ Blink ကလည်းဒါတို့ပြန် fall back လိုက်တယ်ပေါ့နော်အဲ့တော့ mobility မြင့်နေတဲ့အခြေအနေတစ်ခုမှာ Samji ကိုဖမ်းဖို့ကလည်းနောက်အသင်းအနေနဲ့ကတော့အရင်တော့မလွယ်သေးဘူး။ပွဲကစားချိန်3မိနစ်ကျော်မှာ Hero K 5-0နဲ့ပဲ Network Gap ပိုင်းဆိုင်ရာမှာ1900 2000လောက်ထိကိုကျွန်တော်တို့မြန်မာအသင်းအနေနဲ့စပြီးတာလာပြီ။ Samji ဟောအဲ့ဒီလေးတော့များတယ်ဗျ။နောက်ကနေသူချင်းမလိုက်ပုတ်တဲ့အတွက်သတိတော့ထားလိမ့်မယ်။ဆိုတော့ဒါပေမဲ့ဘက်ကကတော့ပြန်ပါထားတဲ့အတွက်တော့အဲ့လို AC ပါပဲသူချင်းပုတ်တဲ့ damage တွေကိုတော့အကောင်းဆုံးကက်ရှောင်သွားနိုင်သေးပဲဆိုတော့ဒီချိန်မှာတာတဲ့တစ်ချိန်ရတာဆိုတော့နောက်ထပ်တာတဲ့ပေါ်လာဖို့ကလည်းအောက်မှာ AC ပဲဖြစ်နေသေးတဲ့အတွက်အပေါ် rotation လှည့်သွားတာလေးကိုလည်းရိမ့်မိသွားတယ်လို့ပြောလို့ရတယ်ပေါ့နော်ဟုတ်တယ်ဗျာနောက်ပိုင်းမှာကျွန်တော်တို့ပိုပြီးတိတိတသာမြင်လာရတာတော့ jungle တွေကိုတစ်ဖက်အသင်းတွေကိုအားလီပိုင်းမှာဝင်ပြီးတော့ dive တာတွေ live တိုးတာမျိုးတွေကနှစ်သိန်းလုံးနေနဲ့အရန်ကြီးနေမတွေ့ရတော့ဘူးပေါ့နော်ဒါကလည်းကို jungle ကိုကောင်းကောင်းကြီးပို့ပြီးတော့ပဲတန်ဖိုးထားလာတာကြောင့်လည်းပါမယ်ပေါ့နော် jungle တွေမှာအနှဲငယ်ပြောင်းလဲမှုတွေရှိတဲ့အချိန်မှာကျွန်တော်တို့ဒီလုံးဝ blue bag ပေါ်တဲ့ timing တွေက jungle သတော်လုံးအကုန်လုံးလက်ရှိ meta patch မှာပေါ်သွားတာဖြစ်တဲ့အတွက်အခက်မသိလို့ကိုဘက်ဘေးက goal line တွေပါပါဝိုင်းတစ်ဖက်ကတော်တော်ကြီး level တက်သွားမှာပေါ့နော်ဒီလိုအချက်ကြောင့်ကိုဘက် jungle တွေလည်းအားလီပိုင်းမှာအသင်းတွေတော်တော်လေးဂရုစိုက်ပြီးတော့စော့ကြတယ် battery အရင်ကြီးမဆိုင်တော့ဘဲနဲ့အဲ့ဒီ objective တွေကိုပဲအဓိက main target ထားပြီးတော့ပိုစော့လာကြတဲ့ကျွန်တော် meta patch တစ်ခုဆိုတော့တိတိတသားကြီးပြောင်းလဲလာတယ်နော်ဟုတ်ပါတယ်စကေဘာတော့မြင်တဲ့အတိုင်းပဲဗျ cloud နည်းနည်းလေးတော့ဒါနော်ဘတ်ဘတ်တိုင်းစက်ကြီးသမ 4K ပြီးတော့ live product ခုံချက်တွေကြားမှာနားတော့နားနေရဒီနားမှာလည်း
အကောင်းဆုံးပဲတို့ blue bud တွေပါထပ် try ပြီးတော့တို့ဘတ်လို့ရသွားသေးပဲပေါ့နော်ဒီမှာလည်းတို့တခါတည်းပေါ်လာမဲ့တာတယ်လေးကိုတော့စတော့ try နေခဲ့ပါပြီ ကဲဒီ data 5မှာတော့ 4v4 expensive river ဖြစ်တဲ့အတွက်ကြောင့်မလို့အပေါ်မှာတော့ဂိုးလိန်နာတွေလည်းပြန်ရောက်လာနိုင်တယ်ဟိုဘက်မှာလည်း Samji နဲ့ Herrick ရဲ့အပိုင်းဘတ်တဲ့ခွဲနေတယ်လို့ဒီဘက်ကြားထဲမှာလည်း Guinevere လာဘက်ကကြာသွားပြီပြက finally 2 man မှာ upright တဲ့ဝက်မှာထက်ချနေနေပဲနောက်မှာ Kaiser ရဲ့ real world manipulation တွေရပါပေါင်းဆက်နေတဲ့နောက်မှာလာအောင်သိဘလို့မှဒီဘတ်တဲ့အောက်ထဲကနေရုံမထွက်နိုင်ခဲ့တဲ့နောက်ဆုံးမှာဒီလိုက3အောင်နဲ့ထူပဲတာတယ်ပါဖေးလိုက်ရတယ်အပေါ်လမ်းမှာလည်းဒီဂိုးလိန်မှာလုံးဝအဲ့တာတယ်ဘတ်တဲ့မဆိုင်ခင်ကချနေတဲ့ဂိုးလိန်နာနေအခုထိမပြီးသေးဘူး ဒါ energy တော့တော်တော်လေးကုန်နေပြီလို့ပြောလို့ရတယ်ဗောနော်မန်နိုင်တော့မရှိတော့ဆိုပေမဲ့နောက်ကိုပြန်နေတယ် oh right time recall အကောင်းဆုံးတို့ဒါ1 second ဝင်းချင်းနဲ့လွတ်သွားရလို့ပြောလို့ရပါတယ် ကျွန်တော်တို့ခြုံထဲမရောက်ခင်လဲလက်ကလေးကလှမ်းထုတ်လို့မရဘူးဗျာမရှင်ကပျောက်နေတာဆိုတော့ဒီအချိန်မှာဒါ recall ကတော့ right time ပြန်ပြီးတော့ကျသွားတဲ့အတွက်ပဲ team လာဦးအနေငယ်တက်တာရသွားတယ်အလဲမှာလဲကျွန်တော်တို့ final slot တွေပိုင်းနဲ့ရိုက်ပြီးတော့ပဲနည်းနည်းလေးဂျွန်နေတဲ့ခိုင်စဲကိုတော့ 3v1 လောက်ပေါင်းပြီးရအောင်ပြန်ဖြတ်သွားနိုင်ခဲ့တယ်ဗျ ဆိုးလို့ပြောလို့ရတယ်ပုံမှန်ဇမန်ဘူးခင်းပြီးတော့ခုံတာလေးတွေကရှုပ်လို့မရအောင်နော် damage လိုက်ပေးတာလေးနားတယ် Guinevere လည်းဒီဘက်ကပိတ်ထားတယ်တော့4ဘက်4တယ်တောက်ချလိုက်ပိတ်ထားတယ်ကြားရဲ့ပုံမှာပြန်ပြီးတော့ဆွဲပါလားအကောင်းဆုံးနေချက်ကလောက်က damage တွေတက်တော့ပါသွားတယ်နောက်လည်း fifth chain every the one တက်တော့ထောက်ထားနေကြရင် double k by Sanji နဲ့ damage တက်အပေးမှာတော့တာဝါထဲမှာတော်တော်လေးကိုကြာနေခဲ့ရေးတယ်ပဲအားလုံးလည်း damage တွေသွားတော့ခေါင်းလည်း cloud ပြတဲ့ damage မတက်ဘူးဖက်ပြီးရသွားတော့လက်ပူရဲ့ရိုက်ချက်နဲ့ killing spree by shutdown k by Sanji ပဲဖြစ်ပါတယ်ခင်ဗျာ ဒီလိုကင်း9កောင်လို့ကြာဆုံးသွားတဲ့လောက်သင်းအပေါ်လမ်းမှာတော့မြန်မာအသင်းကိုတော့နော်မထီကလုတ်လာလုံးလို့တော့မရဘူးဗျဒီချိန်မှာ team မြန်မာရဲ့တိုးအားတစ်ခုနဲ့တူပဲနောက်ကနေလည်းဝင်လာတဲ့ Blink ရ Flicker Feather လင်းအဲ့တော့မှဒီဟိုရင်းကလည်း backline နဲ့ flat ပြီးပြန်ဝင်လာတဲ့အခြေအနေတစ်ခုမှာ team fire ကတော့ဆိုင်ရတာတော်တော်ခက်ခဲသွားအဓိကဟန်ကိုလူချင်းစောနည်းနည်းလေးလာအောင်သင်းအနေနဲ့များသွားတာနော်ဆိုတော့အဲ့နေရာမှာပဲပြန်ပြီးတော့မလို့တီတာဝါလို့ပြောလို့ရပြီးတော့တာဝါထဲမှာလည်းတို့ဒါရမလားနဲ့လုံရင်းနဲ့တော်တော်လေးကြာသွားတော့တို့ဒဇင်းလုံးနီးနီးတို့ပြန်ဒေါင်းသွားတဲ့အခြေအနေဖြစ်သွားတာဆိုတော့ဒီမှာဆိုရင် Hero K တို့ဒါ73កောင်3កောင်ဆိုတဲ့အခြေအနေမျိုးဖြစ်သွားရဲ့ပြနောက်ကကလည်းဒီအခြေအနေမျိုး6မိနစ်မှာ 4K ဝင်းကျင်လောက်ဒီအားသာရရပါပြီကဲနော် game number 1လို့ပဲမြန်မာအသင်းရဲ့တကယ်ကိုပဲ team fight တွေကိုလာအောင်သင်းအနေနဲ့ရှင်ပြန်ရင်ဆိုင်ဖို့ကတော်တော်လေးခက်ခဲခဲ့တာဗျအပေါ်မှာလည်းတို့လာအောင်က tower break နဲ့ဒီဝင်နေဆိုတော့လည်းသွေးတအားနည်းနေပြီပေါ့နော်ဟန်အဲ့ဒါကြောင့် Guinevere ကသူ့ရဲ့ passive တွေနဲ့ rubber ပြည့်နေတဲ့အချိန်မှာခုံဝင်ပြီးတော့လှမ်းပြီးတော့ damage ပေးတာတခါလည်းပြောက်သွားတော့ကောင်းတယ်မပြတ်တဲ့အချိန်မှာအနောက်ကနေ Samji တို့ဘာလို့ရောက်လာပြီးတော့ဒီပြန်ပြီးဟန်ရဲ့ပေးတဲ့ break absorb တွေဘာတွေမှာသွား stand ပြီး tower range ရဲ့ damage နဲ့ဆိုတော့အဲ့မှာ Guinevere ကစပြီးတန်းပြတ်တာ Guinevere 3កောင်လောက်ကြာတာဆိုတော့ဒီပွဲမှာ तू ကအရန်ကြီးတော့ item လိုအပ်ချက်တွေကတော့နော်သွားပြီးတော့ရှိနေပြီဒီတော့ကြောင့်မလို့ objective တွေမှာသူ့အနေနဲ့ဝင်ပြီးတော့တာတဲတွေယူတာမျိုး law တွေယူတာမျိုးလို့လုပ်ဖို့ကတော်တော်လေးကိုဒါလာအသင်းဘက်ကနေကြည့်မယ်ဆိုခက်ခဲလာပြီဗျာဟုတ်ဒင်္ဂလာဟန်တကောင်လေးပဲကျန်တော့ကျန်ခဲ့ပြီဒါပေမဲ့အကောင်းဆုံးလေးတော့ထိန်းထားသေးတယ်ဖက်ချင်းကြီးပြန်ဆွဲမှုဟန်တော့ပြင်းနေပြီဗျနောက်က damage လိုက်အပေး cloud ကလည်းရောက်လာပြီဆိုပေမဲ့ Harry အကောင်းဆုံး blink တွေ Duster တွေခုံပြီးပြန်တော့ပြင်းနေရဆိုပေမဲ့နောက် blind တွေကိုရောက်သွားတယ်အားလုံးမထက်တော့ down ဝိုင်းနေပဲ1 for 2 trade ဆိုတဲ့နော်ဗတဲဆက်လက်တစ်ခုတော့ဖြစ်သွားတယ်တော့နောက်ကတောက် shot လိုက်ရိုက်တဲ့လက်ပူးရဲ့ damage တွေနဲ့တူပဲကြာသွားမလားအော်အဲဒီပဲသုံးထည့်လိုက်ရတယ်ဗျာCrystal Bacon နေရောပဲเนาะအဲ့အပြင်မှာမလောက်လို့ Flicker ပါခုံလိုက်တော့ဘလင်းနေ2ဆင်းလောက်ခုံပြီးတော့ပြေးလို့သူလွတ်သွားတာပေါ့အဲ့နားမှာပေးရနိုင်တယ်ဗောနော်လက်ရှိမှာလည်းပေါ်လာတဲ့တာတေကိုတော့အခုချိန်မှာသွားပြီးတော့ပဲ team မြန်မာဆက်လက်ပြီးတော့ Samji လက်ထဲကိုပေးဆက်ထားရင်းနဲ့ပဲဒါလုံးဝတာတေ3ချိန်လုံးပိုင်ဆိုင်ထားတယ်တာဝါ3လုံးရတာတယ် Hero K ကတော့15កောင်4កောင်နဲ့ပဲ total team network ကလည်းကျွန်တော်တို့6000လောက်ကိုကျွန်တော်တာဝါပါပြီဗျာနော်ဟုတ်ပါတယ်ပြီးတော့သူတို့ကဗတေဘာညာပြန်ပြီးတော့ဘယ်လိုပြောမလဲဆက်ရက်ချတာလေးကောင်းနေဆိုရင်ဒီဘက်ကလို့ Feather Link ပြန်ဆွဲတာတွေပြီးတော့ Real War တွေကြားထဲမှာဒါဘလို့မှတုံတန်ဟိုတန်တို့ဒါရုံမထွက်နိုင်ဘူးလို့ပြောလို့ရတယ်လာအောင်တင်းနေတယ်ဆိုတော့ဒီမှာလည်းတော့ damage 3ပိုင်းကိုသွားကြည့်မယ်ဆိုရင်တော့ပို့ပြီးတော့များနေတာရင်းရဖြစ်နေတယ်ရင်းရ तू ကနော်အားလီပိုင်းနဲ့ကဒီ objective fight ဒီမှာလိုက်ပြီးတော့ तू ကဒီချပေးနေတာဖြစ်တဲ့အတွက်306နဲ့ KDA ကလည်းလမ်းတယ်ဒါလောက damage ပေးတဲ့အပိုင်းမှာလည်းဒါလောက2သိန်းလုံးရဲ့ player တွေ10ယောက်ကြားထဲမှာထိတ်ဆုံးမှာတော့ပြေးနေတယ်ဒါလည်း तू အပေါ်တောက်လျှောက်အချိန်နဲ့ second နဲ့မြပြောင်းလဲနေတာပေါ့နော်လက်ရှိမှာလည်းတက်လာတဲ့ crit နဲ့ပဲဒီအပေါ်လင်းရဲ့ second tower inner tower တလုံးဆက်လက်ပြီးတော့ team center ကယူဖို့တော့ချိုးသားနေပြီဗျာ Sandy တော့လမ်းတော့ပေးထားတယ်ဗလိုင်းမှာ3កောင်လုံးကြီး Feather Link ပါလာပြီ damage တော့ပေးပါလေနောက်ကိုပြန်တော့ခုံတော့သွားဆိုမယ်အားလုံးတော့ကောင် time တော့ down သွားပြီပြန်နောက်ဗလိုင်းမှာတောက်လျှောက်ပြန်ပြီးတော့ဝင်လာတဲ့ cloud က damage ပြစ်ချက်နဲ့ဒီ killing spree Harry ပတ်တက်ကြတော့ဗလိုင်းတော့ play away အကုန်လုံးပတ်ခွဲနေကြရင်းနဲ့ပဲသက်ကြီး double gain နဲ့ကောင်းနေတာကျန်တော့တဲ့ glue ပဲဖြစ်ပါတယ်ခင်ဗျာ glue ကဒါတော့မှခုံးပေါ်မှာသူအနေနဲ့ဒါနေခွင့်ရနေလို့တော်တော်လေးစင်ပြေနေတာဗျာ second tower ထဲမှာတော့အနေငယ်ညက်ပြီး channel ခဲ့တဲ့ glue ကိုတော့ဟန်အနေနဲ့နောက်ဆုံးသက်ပေးလိုက်ရင်းနဲ့ပဲပေါ်လင်းရဲ့ second tower ကို team မြန်မာဒါလူချင်းနေတဲ့အနေထားမှာ battle အပြီးမှလည်းရသွားတယ်เนาะ tower ပဲမဟုတ်ဘူးဗျာ hero က9កောင်လုံးမှာကျွန်တော်တို့ဒီနေရာမှာရလိုက်တာပါ wire လည်းဖြစ်တဲ့တော်တော်လေးခုတ်တယ်လို့ပြောလို့ရပါတယ်ဒီချိန်မှာသူတို့ရဲ့ network ကိုသွားကြည့်ပါဆို 7k ဝင်းကျင်အားသာချက်ဖြစ်သွားပြီဗျာဒီချိန်မှာတော့တက်3ချိန်ပဲပြီးသေးတယ် low တွေပါမလာသေးဘူးဆိုတော့ low try လို့ရသွားမယ်အချိန်ဒီမျိုးနဲ့ဆိုတော့ mega pressure ပေးဖို့အထိအလားအလာကောင်းနေများစွာရှိနေပြီလို့ပြောလို့ရတယ်ကျွန်တော်တို့ game number 1 need to ပဲအကောင်းဆုံးစောပြနေနိုင်တဲ့ဒါကျွန်တော်တို့ရဲ့ team center ကပဲဖြစ်ပါတယ်ခင်ဗျာ ကဲလက်ရှိမှာတော့ဒါတကယ်ကို clean sweep
ခုနဲ့အတူလာအိုအသင်းဘက်ကိုတော့အနိုင်ရရှိဖို့အခွင့်အရေးတွေတော်တော်များများလေးမြန်မာအသင်းအနေနဲ့တော့ပိုင်ဆိုင်နာပါတယ်လောပေါ်လာဖို့ကတော့ကျွန်တော်10စက္ကန့်ကျော်လောက်ပဲလိုတော့တယ်ဗျ River Effect လေးလည်းပွင့်သွားပြီဆိုတဲ့အချိန်မှာကျွန်တော်တို့ဒါဘက်တရီဘာတွေစပြီးတော့မြင်ရတော့မယ်မြန်မာအသင်းတင်းစနကအနေနဲ့ကတော့ဂျန်ကယ်စုံတော်တော်များများတော့ဒါ control လုပ်ထားနိုင်တဲ့အခြေအနေတစ်ခုမှာပေါ်လာတဲ့တော့လေ AC သွားယူလို့ရလိမ့်မယ်တစ်ဖက်ကလာယူဖို့ကတော့လောမှာဘက်တယ်ဆိုင်မယ်ဆိုလို့ရှိရင်သူတို့အတွက်ဒါ front line ကတိုးလာပေးရမယ့်ကောင်တွေတော့မှအန်ဒီရဲ့များတယ်ဗျကျွန်တော်တို့မြန်မာအသင်းအနေနဲ့ဒါပြန်ပြီးတော့ခိုင်စဲ if နဲ့ထောက်ထားလို့ရတယ် featherly change ရှိတယ်ဗျဒီချိန်မှာလည်းနောက်တဲ့ low တွေပါဆက်တော့ try ထားရတဲ့အတွက်ဒီ low နဲ့တူတက်လာမယ်အခြေအနေလေးကိုပဲကျွန်တော်တို့ဆက်တော့စောင့်ကြည့်ရမယ်နော် first law attacking ဒါပေမဲ့ first law ဆိုပေမဲ့ကျွန်တော်တို့တာနေတဲ့အားသက်ချက်နဲ့တူ mega ဘယ်နှ lane လောက်ကို try သွားနိုင်မလဲဆိုရဲမြန်မာအသင်းရဲ့ split pushing ပုံစံလေးကိုလည်းကျွန်တော်ဆက်လက်စောင့်ကြည့်ရပါမယ်ခုနကတော့ game 1မှာ first law နဲ့ mega 2 lane လောက်ထိကိုရခဲ့တယ်ပေါ့နော်ဒီပွဲမှာလည်းဒါလက်ရှိအခြေအနေရ network gap ဘိုင်းမှာလည်းတော်တော်လေးတာနေတယ်8000ကျော်9000ဝန်းကျင်ပဲအဲ့တော့ဒီ first law နဲ့ကလည်းသူတို့တစ်ဖက်အသင်းကိုတော့တောက်လျှောက်တေချာပေါက်ကိုကျွန်တော် mega လောက်ထိရတော့တိုးလို့ရတယ်ဗျဒီမှာတော့ cloud နေတယ် Malefic Gang တွေပါထပ်တော့ပြီးသွားပြီဗျဒီဘက်က Herrick ကအဲ့ဒါနှစ်ကွက်လောက်ပဲရှိသေးတယ်ဆိုတော့နောက်တစ်ကွက်ပြီးဖို့ကလည်းနည်းငယ်လိုနေသေးရဲ့အချိန်ဒီမှာတော့ရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒါပေမဲ့ပိုင်တီးတာချက်တော့တော့ရှိတယ် Retreat ပါပေါက်ပြီးလိုက်အဲ့ဒီက3လင်းကောင်ရှိတော့လေအင်ကြီးချင်တာပေါ့နော် Retreat ပေါက်လိုက်လို့ထိသွားတယ် Hero K ရလိုက်မယ် Migration လေးလည်းရတယ်ဆိုရင်တော့သူတို့မဆိုးဘူးပေါ့နော်ဒါပေမဲ့လည်းဟန်ကပြောရမယ်ပြောတာမဟုတ်တော်တော်လေးတော့သူ့မှာလည်းသူမာနေပြီဗျသိလားမပြတ်ဘူးဆိုရင်ဘက်ကတွေကြာလိုက်ချက်ချင်းလာအိုတင်းကသူတို့ဒီဟို Mega Tower ရဲ့ rate အပြင်ထွက်ပြီးတော့ battle ဆိုင်လို့ကအရန်ကောင်းလို့တဲ့အချိန်မဟုတ်ဘူးအဲ့တော့သူတို့ဒါလက်ရှိမှာတော့ Mega တွေကပဲပြန် defend လို့တော့ရမယ်ထင်တယ်အပေါ်လမ်းမှာတော့ Mega Holy Shield ကကျွတ်ထားပြီးသွားပြီ Mega Holy Shield drop နေတဲ့ lane ကတက်လာတဲ့ loss ဆိုတော့ဒါကျွန်တော်မြန်မာအသင်းအနေနဲ့တေချာပေါက် Mega Tower တွေတော့စပြီးတော့ရဖို့များပြီဗျဒီလောနဲ့တူခေါင်းစာတိုးမဲ့ရာလေးကိုတော့ခံနိုင်မှာမလားတစ်ချက်တော့စောင့်ကြည့်ရမယ်ပြောရင်ဆိုရင်လည်းတောက်ချက်လောရဲ့ရက်ချက်နဲ့တူပေါ်လင်းက Mega တေးတဝက်ကျော်လောက်ထိတော့ကြာသွားပြီဗျနောက်မှလည်း Harry ကျတော့ခုံနေဗျအကောင်းဆုံးထပ်ပြီးတော့ glue ဖွာပြီးတဲ့ဂျာမန်တော့ကလင်းချိတ်က visit fight လိုက်တော့ရတယ် final set နဲ့ Tower နဲ့ဖြစ်တဲ့ထားတဲ့ဂျာရဲ့မှာတို့ import တောင်းပြန်ထမှာတော့ Harry တကောင်တော့ down သွားဆိုနောက်မှလည်း cloud let them wait flight ပွဲကိုကြိုးစားနေမယ် S4 တွေပဲထပ်ပြီးတော့ find သွားတယ်နောက်မှလည်း win the crown ပြန်ပြီးခဲထားသေးတယ်ဗျဒီနေရာမှာတော့မရတော့ဘူးထင်တယ် Hero K ၄កောင်ကြာဆုံးနေတဲ့ Lao Thin defend ဖို့ဘလို့မတော့ဖြစ်နေတဲ့နောက်ဆုံးမှာ Samji Tower ဒီမှာလိုက်လဲဆုံးသက်ပေးနေနေမှာ5 man မှာ team white အောင်နဲ့ game number 2ကိုပါဆက်လက်နိုင်ရှိသွားတဲ့တင်းစနကအနေနဲ့ဒီနေ့မှာလာအိုတင်းနဲ့တွဲဆုံမှုတော့ 2-0 ဆိုတဲ့ clean sweep တစ်ခုနဲ့ပဲအနိုင်ရရှိလို့သွားပြီလည်းဖြစ်ပါတယ်ဗျာ Holy Mind တဲ့ play style တော့ဒါကျွန်တော်မြင်ခဲ့ရတာပေါ့နော်လုံးဝတော့အမှားယွင်းမရှိတစ်ဖက်အသင်းကိုလုံးဝတော့ပေးပြီးတော့မထောင်နဲ့ဒါတော့ကစားပေါက်တွေနဲ့လုံးဝတော့ဒါဆွတ်ပြတ်သွားခဲ့တဲ့ကျွန်တော်ရဲ့ဒါတင်းစနက YG ပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမြန်မာလန်လေးနဲ့ comment မှာအားပေးသွားကြဖို့လည်းပြောချင်ပါတယ်လက်ရှိဒါတင်းစနကအနေနဲ့ဒီနေ့မှာဖိလစ်ပိုင်အသင်းကို 2-0 နဲ့ရေးနေခဲ့တယ်ဆိုပေမဲ့လည်းဒုတိယမြောက်ပွဲစဉ် match number 2မှာတော့လာအိုအသင်းကိုတော့ 2-0 ဆိုတဲ့ result ကောင်းတစ်ခုနဲ့ပဲပွဲကစားချိန် game 1 game number 2မှာ7 minutes ဆုံးလေးနဲ့ပဲပွဲစဉ်ကိုတော့ဒါအနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ game number 2ရဲ့ကျွန်တော်တို့ဒါဘယ်လိုပြောရမလဲ match non stat လေးတွေပဲဖြစ်ပါတယ် Hero K ကတော့25កောင်5កောင်ပေါ့နော်တော်တော်လေးပြတ်ခဲ့တဲ့ပွဲစဉ်မှာပဲ game number 2ဟာ